မာလာကာဒီပင်ဟာစိုက်ပျိုးရလွယ်ကူပြီးရာသီဥတုအမျိုးမျိုးနဲ့လည်းလိုက်ရောညီထွေရှိတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်အင်ချန်သေးသေးလေးကနေစိုက်ပျိုးကျင်သူတွေထိအဆင်ပြေစွာစိုက်နိုင်ပါတယ်။ပထမဦးဆုံးစိုက်ပျိုးမယ့်နေရာကိုရွေးချယ်ရပါမယ်။မာလာကာပင်အတွက်အရေးကြီးဆုံးကနေရောင်ပြည့်ဝရရှိဖို့ပါ။နေရောင်နေရင်အတီးတီးမှုလည်းနေပြီးအတီးရည်သွေးလည်းကျဆင်းနိုင်ပါတယ်။ဒါအပြင်ရေမတက်ပဲရေစီးဆင်းကောင်းတဲ့နေရာကိုရွေးတင်ပါတယ်။မြေစီလွှာအနေနဲ့တော့တဲနှုံရောမြေလိုရေစိမ့်ဝင်နိုင်ပြီးမြေစီဩဇာကျွဲဝတဲ့မြေကအကောင်းဆုံးပါတန်ဖိုးက 9.5 ကနေ9အတွင်းရှိရင်တင့်တော်ပါတယ်မြေမကောင်းမှုဆိုရင်မြေဆွေးနွားချေးတွေရောပြီးပြုပြင်နိုင်ပါတယ်မာလာကာပင်ကိုစိုက်တဲ့အခါမျိုးစေ့ထက်အကိုင်းဖြတ်ဆိုင်နည်းသို့မဟုတ်အညွန့်ဆက်နည်းကိုအသုံးပြုတာပိုကောင်းပါတယ်ဒီနည်းကအတီးတီးဖို့အချိန်ပိုမြန်ပြီးမိခင်ပင်ရဲ့အရေးသွေးကောင်းတွေကိုဆက်လက်ရရှိနိုင်ပါတယ်ကျန်းမာပြီးတန်မာတဲ့ပင်ကနေကိုင်းကောင်းတွေကိုဖျက်ယူပြီးစိုက်ပျိုးနိုင်ပါတယ်စိုက်ပျိုးရမှာတော့အပင်ကွာဝေးကို3မှ4မီတာခန့်ထားပြီးတွင်းကိုအကျယ်နဲ့အနက်1မီတာခန့်တူးပါတွင်းထဲကိုမြေဆွေးနွားချေးတွေထည့်ပြီးအပေါ်မြေနဲ့ရောဆက်ပေးပါပြီးရင်ကိုင်းပြိုးပင်ကိုတွင်းလယ်မှာထားပြီးမြေပြန်ဖြည့်ကလက်နဲ့တေချာဖိပေးပါစိုက်ပြီးချင်းရေလောင်းပေးဖို့မမေ့ပါနဲ့စိုက်ပြီးနောက်ပိုင်းပြုစုစောင့်ရှောက်မှုလည်းအရေးကြီးပါတယ်ပထမလများမှာမြေချောက်မသွားအောင်ပုံမှန်ရေလောင်းပေးရပါမယ်နွေရာသီမှာတော့3ရက်ကနေ5ရက်တစ်ကြိမ်လောင်းပေးတင်ပါတယ်ဒါပေမဲ့ရေအလွန်ကြုံမလောင်းမိအောင်သတိထားပါမြေဩဇာအနေနဲ့တစ်နှစ်ကို2ကြိမ်ခန့်ထည့်ပေးနိုင်ပါတယ်။အပင်ကြီးထွားချိန်မှာနိုက်ထရိုဂျင်ပါဝင်တဲ့ဓာတ်မြေဩဇာအသီးသီးချိန်မှာဖော့စဖရပ်စ်နဲ့ပိုတက်ဆီယမ်ပါဝင်တဲ့ဓာတ်မြေဩဇာကိုအသုံးပြုရင်အသီးရည်သွေးပိုကောင်းလာပါတယ်။ဒါအပြင်ပေါင်းမင်တွေကိုပုံမှန်ရှင်းပေးရပြီးတေပြီးသားအကိုင်းနာမကျန်းတဲ့အကိုင်းတွေကိုဖျက်တောက်ပေးရပါမယ်။ဒီလိုလုပ်ခြင်းကအပင်ကိုလေဝင်လေထွက်ကောင်းစေပြီးကျန်းမာရေးပိုကောင်းစေပါတယ်။ယောဂနဲ့ပိုးမွှားတွေကိုကာကွယ်ဖို့လည်းအရေးကြီးပါတယ်။အရွက်ဆက်ယောဂအမြင့်ပုတ်ယောဂတွေကိုသတိထားပြီးရေမကြမ်းအောင်စီမံပေးရပါမယ်။ထိခိုက်သွားတဲ့အပိုင်းတွေကိုချက်ချင်းဖြတ်ဖယ်ပြီးလိုအပ်ရင်တဘာဝပိုးသက်ဆေးအသုံးပြုနိုင်ပါတယ်။နောက်ဆုံးအနေနဲ့အသီးခူးတဲ့အချိန်မှာအသီးအယောင်ပြောင်းပြီးနူးညံ့လာတဲ့အချိန်မှာခူးယူသင့်ပါတယ်။အပင်ပေါ်မှာကြာလုံးရင်ပျက်စီးလွယ်ပြီးအရသာလည်းပြောင်းသွားနိုင်ပါတယ်။မာလာကာပင်ကိုဒီလိုစနစ်တကျစိုက်ပျိုးမယ်ဆိုရင်အသီးနှံကောင်းတွေစတိုက်ရရှိနိုင်မှာပါ။သိချင်တာရှိရင် comment မှာမေးခဲ့လို့ရပါတယ်။နောက်ထပ်စိုက်ပျိုးရေးနည်းလမ်းကောင်းတွေကိုမလွတ်ချင်ဘူးဆိုရင် follow လေးနေပြီးဆက်လက်ကြည့်ရှုအားပေးပါနော်။